မလောက်စားဖြစ်တာကြပြီဖြစ်တဲ့ဒီမုံညင်းပေါင်းလေးထပ်လောက်စားပါမယ်လောက်ရလွယ်ပြီးတော့အရန်စားကောင်းတာမလို့လိုက်ကြည့်ပေးနော်မုံမှာပေါင်းလို့ရတဲ့အိုကြီးကြီးလေးမရှိသေးလို့ခါမျိုးနေပြီးတော့ဒီပတ်စုံ3အိုးလေးမှခက်လိုက်တာပါကြော်ချက်ပြုတ်ပေါင်းအကုန်လုံးလို့ရတယ်တဲအိုးနီ3တလူမျိုးပဲသူက size 3 size ရွေးစရာရှိရမုံကအကြီးဆုံး size 28 cm မှခက်လိုက်တာပါမီပြင်းအားလည်း3 cm ချိန်လို့ရပါတယ်နော်ကဲပေါင်းဖို့အတွက်ရေအရင်တည်ထားပြီးတော့စားတော့လောက်ကြပါမယ်ပေါင်းဝင်ပစ္စည်းရတော့မုံညင်းဖြူမုံလာဥနီဝက်တန်နှုတ်ဆင်းရဲ့ပြီးတော့ဂျာဆန်လေးပါပါတယ်မုံညင်းဖြူတွေကိုဒီလိုတရွက်ချင်းစီခွာရေစေးပြီးတော့တော့ပြုတ်ပါမယ်4-5မိနစ်လောက်ပြုတ်ပင်ကိုရပြီနော်ပြုတ်တဲ့အကြောင်းရတော့ထုတ်တဲ့ချိန်မှာထုတ်ရလွယ်အောင်လုပ်ပါဒါမျိုးပြော့လေးဖြစ်နေပြီဆိုရင်ကိုရေအေးထဲမှာစိန်ထားလိုက်ပါမယ်မုံလာဥနီကိုလည်းအတုံးသေးလေးပြအောင်လုပ်လိုက်ပါမယ်ကြာဆန်လည်းအဲ့အတိုင်းပဲလုပ်လိုက်ပါမယ်တခြားအသားတွေပစုံတွေပါထည့်ရှင်လည်းရတာပေါ့နော်ကိုရဲဝက်တာနှုတ်စင်လေးထည့်လိုက်မယ်အရတာပိုင်းကတော့စားကြက်သားမုံဟင်းချုံမုံပဲငံပြရေးထည့်လိုက်ပါတယ်နည်းနည်းလေးအရတာရှိုံလောက်ထည့်ရင်ကိုရပြီနော်ပြီးရင်အချင်းနဲ့တို့စားအောင်မလို့လေနော်ဒီမှာနန့်နေအောင်နေပြီးတော့ပြီဆိုရင်ထုတ်ဖို့စင်တင်ဖြစ်ပါပြီထုတ်တဲ့နေရတော့ဒီအတိုင်းလေးပါကိုရဲဝက်တာကိုထည့်မယ်လိမ့်မယ်ပြီးတော့ဒီလိုလေးပိတ်ပေးရပါမယ်နော်ကဲတခုပြီးတော့ပါပြီကိုပေါင်းမဲ့ထဲမှာစီထားလိုက်ပါမယ်နော်ဒီနီးအတိုင်းတာလုံရင်လေအရွက်မစားတဲ့သူတော်မှစားလောက်တယ်ပြီးတော့တခုကကျမရဲအတွက်လည်းကောင်းတယ်ဝိတ်ချနေတဲ့သူတွေအစားရှော့နေတဲ့သူတွေဆိုရင်လည်းဘာလို့စားမှမသိရင်ဒါလေးလောက်စားကြည့်နော်ကဲအကုန်လုံးထုတ်ပြီးတော့ပြီဆိုတော့ဒီအတိုင်းလေးရပါမယ်မီပြင်းအား2မိနစ်နဲ့မိနစ်20လောက်ပေါင်းထားလိုက်ပါမယ်ဒီပိုတဲ့ဟာခါကျတော့အခဲခန်းထဲမှာတင်ထားလိုက်မယ်နောက်နေ့တွေမှာဝက်တာလုံးဟင်းရည်တွေပါလောက်စားလို့ရတာပေါ့နော်ကဲမိနစ်20-25လောက်ကြာသွားတဲ့အခါမှာကြက်ပါပြီရှင်ပါရီလည်းဒါအစနေပါပြီအချင်းရတော့ကိုယ့်ကိုလှုပ်လဲရတယ်မော်တော့ဒီစုကီအချင်းရပဲတုံးလိုက်တာပါစားကြပါအောင်တော်လေးကိုစားကောင်းတယ်ဤလည်းမဤဘူးအရွက်တွေပိုင်းနေဆိုတော့လေပြီးရှင်မစားနိုင်အောင်နော်ခဏလေးအေးခံအောင် Oh my god တအားပူโอเคလောက်ရလွယ်ပြီးတော့အရန်ကိုမှစားကောင်းတာမလို့ကိုအိမ်ကကလေးတွေကိုအိမ်ကလူတွေကိုလှုပ်ကြွေးကြည့်နော်ပြီးတော့မို့သုံးတဲ့ခါမျိုးပတ်စုံ3အုပ်လေးလိုချင်နေဆိုရင်တော့မို့ချင်းဝိုင်အောင်ထဲမှာထည့်ထားပေးမယ်နော်စိုက်လေးတွေရေးကြည့်ပါ